နေ့ရမွေးနေ့ရှင်ကောင်မလေးကို surprise လုပ်ဖို့အတွက်ဒီရဲ့ရှစ်လက်မကိတ်ကြီးကိုမှမျက်စိမှာ aura လာအပ်ထားတာပေါ့နော်ကိတ်သားလေးကတော့ share ပဲနော် site ကလည်းအကြီးကြီးနဲ့ကိတ်သားလေးကလည်းနူးညံ့ပြီးတော့စားလို့ကောင်းအောင်သေချာလေးလုပ်ပေးထားပါရဲ့ရှင်ကိတ်လေးစားတဲ့အခါမှာလည်းမအီအောင်အလဲမှာ blueberry jam လေးတွေအများကြီးထည့်ပေးထားသေးရပေါ့နော်ရရဲ့ကိတ်လေးတွေကဆိုရင်အရန်ကိုစားလို့ကောင်းပြီးတော့အချိုမကဲဘူးပေါ့နော်စိတ်လေးနဲ့လူကြီးလူငယ်မရွေးကြိုက်ကြတယ်ပေါ့နော်ခုမျက်လုံးပေးနေတဲ့ကိတ်လေးဆိုရင်ချစ်သူကောင်မလေးအတွက်ကိုမှကောင်းလေးကနေပြီးတော့လာမထားတာပေါ့နော်ဒီရက်ကိတ်လေးနဲ့အတူနေ့စီပန်း10ပွင့်ပန်းစည်းလေးပါမျက်စိမှာလာမထားသေးရပေါ့နော်အရန်ကိုမှအချစ်ခံရတဲ့ကောင်မလေးပါပဲရှင်ဒီရက် surprise လက်ဆောင်လေးကိုရတဲ့ကောင်မလေးလည်းအရန်ကိုမှပြောနေမှအသေးကြပဲနော်ကိတ်ဒီဇိုင်းလေးနဲ့အယောင်လေးကတော့ customer လေးရဲ့စိတ်တိုင်းကြပြင်ဆင်ပေးထားပါရဲ့ရှင်မျက်စိမှာလာမှာတဲ့ customer ကောင်လေးကလည်းသူ့ကောင်မလေးအတွက်ကိတ်ဒီဇိုင်းလေးကိုတခြားလေးရွေးပြီးတော့မှစားပစ်လေးလာအပ်သွားတာပေါ့နော်ကောင်လေးကအရန်ကိုမှရွေးတတ်တယ်ပေါ့နော်သူ့ကောင်မလေးနဲ့ line မဲ့ကိတ်ဒီဇိုင်းလေးကိုလေအခုလိုမျိုးအရန်ကိုမှ view ဆက်တဲ့ကောင်လေးမျိုးတော့ရချင်တာနော်မျက်စီမှာအခုလိုမျိုးယုံကြည်ကြည်နဲ့လောက်မှန်အားပေးရတဲ့အတွက်ကိုလည်းညက်ကကျေးဇူးအများကြီးတင်ပါတယ်ရှင်အခုဆိုရင်တော့ကိတ်လေးကရပါပြီနော်ညရဲ့ကိတ်လေးမှာလိုအပ်ချက်လေးရှိရင်လည်း comment မှာရေးပေးခဲ့ပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်